တချို့ခရစ်တိုတိုကင်တွေကဈေးတက်လာပြီးတော့တချို့ကဘာကြောင့်ပြောက်ကွယ်သွားတယ်လဲဆိုတာကိုစဉ်းစားဘူးလားနောက်ကွယ်ရအကြောင်းအရာတော့ tokenomics ဆိုတာပဲဖြစ်ပါတယ် tokenomics ဆိုတာက token economic စကားလုံးရဲ့အတူကောင်းဖြစ်ပါတယ်ခရစ်တိုတစ်ခုရဲ့အသေးစိတ်စီမံချက်ပဲဖြစ်ပါတယ် token ကိုဘယ်လိုဖန်တီးတယ်လဲဖြန့်ချီတယ်လဲပြီးတော့အမြတ်တွေဘယ်လိုပေးတယ်လဲဆိုတာကိုဖော်ပြပြီးတော့ဒါကပဲသူ့ရဲ့ဈေးနှုန်းအပြောင်းလဲကိုပုံဖော်ပေးတာဖြစ်ပါတယ်ဒီထဲမှာ token ရဲ့ total supply circulating supply ပြီးတော့ banning လုပ်မှုပုံစံဒါမှမဟုတ် token ဟာဘယ်လိုတန်ဖိုးတက်လာတယ်လဲဆိုတာတွေကိုဒါတွေကဓာတ်ရိုက်အကျိုးသက်ရောက်စေပါတယ်တချို့ token တွေကဈေးကွက်ထဲမှာပိုရှန်နေအောင်ထုတ်ပြီးတော့ဈေးနှုန်းကလည်းကျဆင်းသွားပါတယ်တကယ်လို့ token မှာအကန့်အသတ်နဲ့ supply ရှိပြီးတော့အများရဲ့လက်ခံမှုအားကောင်းလာရင်တော့ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းများပါတယ်ပြီးတော့ tokenomic က stocking မှာအသုံးဝင်မှု DAO မှာမဲပေးခြင်းနဲ့ငွေပေးချေမှုမှာအသုံးပြုနိုင်ခြင်းတို့မှာလည်းဓာတ်ရိုက်ဆက်နွယ်နေပါတယ်token ကိုအသုံးပြုမှုများလေလေရေရှည်မှာမြင်ရနိုင်ခြင်းများလေလေဖြစ်ပါတယ်နောက်တော့ token အသစ်ကိုဝယ်တော့မယ်ဆိုရင်လေ့လာမှုအရင်လုပ်ပါ tokenomic ကိုသေချာစစ်ဆေးပါဘာလို့လဲဆိုတော့ crypto မှာ economic ဆိုတာက theory သက်တာမဟုတ်ပါဘူးဒါရှင်သန်ရေးဖြစ်ပါတယ်ဒီလိုမျိုးနောက်ထပ်ဗီဒီယိုတွေအတွက်ကိုလည်း like and follow လေးလုပ်ထားပေးအောင်နော်